ပြည်သူများအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။ကျမတို့ရဲ့ Skynet Up-to-date Channel ကနေအပတ်စဉ်ထုတ်လွှင့်ပေးနေကြဖြစ်တဲ့မင်္ဂလာတရားမင်္ဂလာစကား online ဓမ္မအမေးဖြေများအစီအစဉ်မှာရှေတကုံစီတီတော်နိကေ9ရက်ဝင်ဓမ္မတာကိစ္စအဖွဲ့ချုပ်အတွင်းရေးမှူးဖြစ်သူဆရာဦးစန်းလင်းစေမြောင်ကိုမေးမြန်းတင်ဆက်ပေးသွားမှာပဲဖြစ်ပါရဲ့ရှင်။ဆရာမေးမြန်းလာတဲ့သူကတော့အကောင့်ပိုင်ရှင်စောဖြူလေးဖြစ်ပါတယ်။သူမေးထားတာကတော့ဆရာခင်ဗျာတရားမသိပဲတရားအားထုတ်ရင်အဖြူတယ်ဖြစ်တဲ့ဖြင့်တရားရလွယ်သည်ဆိုတဲ့စကားကဒေသနာတော်နဲ့ညီညွတ်ကိုက်ညီခြင်းရှိမရှိသိရှိလိုပါသည်ခင်ဗျာအပန်းမကြည့်ရင်ခြေချပေးစီလိုပါသည်အစဉ်ရှုသေးလေးစားခဲ့ဆိုပြီးတော့ဒါရှိထားပဲဖြစ်ပါတယ်ရှင်ကျွန်တော်မကြာခဏပြောဘူးလားရှိရတယ်ခန္ဓာတိဖြစ်စေစာတိဖြစ်စေဒီဒေသနာတော်နဲ့ညှိရမယ်ပေါ့နော်အဲ့တော့ယူဆတစ်ခုဒီသဘောတရားတစ်ခုဒီကျင့်စဉ်တစ်ခုဒီဒေသနာတော်နဲ့မညီဘူးဆိုရင်သူကတရားစစ်တရားမှမဟုတ်ဘူးမညီကြမှာသူကဖြောင်းဖြောင်းပြီးစန့်ကျင်အတ္တမဝါဒတိဖြစ်နိုင်တယ်နောက်ခုစကားမှာတရားမသိပါပဲနဲ့တရားအထုတ်ရင်အဖြူတယ်ဖြစ်တဲ့အတွက်တရားရလွယ်တယ်ဆိုတဲ့စကားပေါ့နော်ဒီစကားကိုစစ်စစ်ကြည့်မယ်ဆိုရင်ဒီစကားသာတကယ်မှန်မယ်ဆိုရင်နော်တကယ်မှန်မယ်ဆိုရင်ဒီစကားကိုယုံကြည်ကြမယ်ဆိုရင်ငကိုတရားမှာဗုဒ္ဓဓမ္မစာပေတွေကိုလေ့လာဖတ်ရှုတရားနာကြဖို့အားနည်းနေကြတဲ့အထက်မှာပေါ့နော်စိတ်ဝင်စားကြတဲ့အထက်မှာဒီစကားကိုယုံကြည်မိသွားရင်ဘယ်သူမှဖတ်တော့မှာတော့မဟုတ်တော့နော်အဖြူတယ်အထုတ်ရင်ပို့လွယ်တယ်ဆိုတာပေါ့နော်ဒါကတော့ကျွန်တော်ကပဏာမစကားပြောတာပါနောက်တော့သူပြောသလိုဒေသနာတော်နဲ့ညီမညီဆိုတာညှိပြပါမယ်နော်အဲ့တော့ကျွန်တော်တို့မြတ်စွာဘုရားရှင်ဟောကြားတဲ့ဒေသနာမှာသီလသမာဓိပညာဆိုရှိတယ်နော်အစာကြီးကောင်းခြင်းအလယ်ကြီးကောင်းခြင်းအဆုံးကြီးကောင်းခြင်းပေါ့နောက်ပြီးတော့မြတ်စွာဘုရားရှင်တို့ဟောကြားတဲ့ဒေသနာတွေထဲမှာဘုရားရှင်တပါးမှမဟုတ်ဘူးပွင့်တော်မူတဲ့ဘုရားရှင်လည်းဟောတဲ့တရားတွေရှိတယ်အဲ့ဒါအလုံးသိဖို့ဟိုပါဩဝါဒပါတိမောက်ဆိုတာနော်တပ္ပပပဒအကရဏံကုသလသဥပသမ္ပတာသာစိတ်တပရိယောတပနံပြောရင်တော့မကောင်းမှုရှောင်ကောင်းမှုဆောင်ဖြူအောင်စိတ်ကိုထားသို့တော့တိတိကျကျပြောရင်တော့မကောင်းမှုရှောင်ဆိုတာကတပ္ပပပဒအကရဏံဆိုတာအကရဏံဆိုတာအမှန်တော့မပြုလို့ရလို့ပြောတာပဲပြပြသားသားပြောတာမရှောင်တဲ့တရားဝေရမဏိခေါ်တာပေါ့ဒါပေမဲ့မြန်မာဝါဒဖလှယ်လိုက်တော့ဒီလိုပဲမှတ်ကြတာပေါ့နော်မကောင်းမှုရှောင်အဲ့ဒီမကောင်းမှုဆိုတာဘာလဲဆိုအကုသိုလ်ပဲအကုသိုလ်ကအမှန်တော့ဓမ္မတစ်ခုပဲအကုသလဓမ္မလို့ဘုရားဟောတယ်နောက်ကုသလဓမ္မအပြကရဓမ္မပေါ့နော်အဲ့တော့ဓမ္မဆိုတော့တရားကိုပြောတာပဲဒါလည်းတရားတစ်ခုပဲအဲ့တော့ဘယ်တရားပဲဖြစ်စေအကုသိုလ်တရားတွေကိုပါပဆိုတဲ့မကောင်းမှုဒုစရိုက်တရားတွေကိုအကရဏမပြုလုပ်နိုင်လို့ဆိုရင်အဲ့ဒီမကောင်းမှုဒုစရိုက်တရားဆိုတဲ့ဓမ္မကိုသိကိုသိထားမှရမယ်သိမှရှောင်ကျင်လို့ရမယ်လေနော်ရှောင်မယ်ဆိုတာနောက်တစ်ခုကကုသလတဥပတမ္ပရာပေါ့နော်ကောင်းမှုတရားတွေကိုတမ္ပရာတရားနဲ့ဆိုတာကပြည့်စုံအောင်လုပ်ခိုင်းတာဥပတမ္ပရာပြည့်စုံအောင်လုပ်ကြကုသိုလ်ကောင်းမှုတရားတွေအဲ့ဒါလည်းကုသလဓမ္မပဲဒါပေမဲ့ဒီတရားတွေနဲ့ပြည့်စုံအောင်လုပ်မယ်ဆိုတော့ဒီတရားတွေဘာတွေလဲဆိုတာတော့သိကိုသိထားမှာပေါ့တနည်းအားဖြင့်ကုသိုလ်နဲ့အကုသိုလ်ကိုခွဲခြားပြီးတော့ကိုသိရမယ်ပထမမကောင်းမှုရှောင်ဆိုတာဒီသီလသိက္ခာကိုပြောတာနော်မကောင်းမှုရှောင်ဆိုတာအဲ့တော့သီလသိက္ခာဆိုတာအကျယ်ဟောရင်တော့ဒေသနာ2100ရှိတဲ့ဓမ္မခန္ဓာပေါင်း2100ရှိတဲ့ဟိုပါပေါ့ဝိနည်းပရိကတ်တော်ကြီးဖြစ်လာတာပေါ့နောက်ဒုတိယဖြစ်တဲ့သမာဓိသိက္ခာပေါ့နော်ကောင်းမှုကုသိုလ်တရားတွေကိုပြည့်စုံအောင်လုပ်ရမယ်ဆိုတာအဲ့ဒါကိုအကျယ်ချက်ဟောတဲ့အခါအဲ့သမာဓိကိုအကျယ်ချက်ဟောတဲ့အခါမှာဓမ္မခန္ဓာပေါင်း2100ရှိတဲ့သုတ်တန်ဒေသနာတော်ကြီးဖြစ်လာတာပေါ့ပြီးတော့မှသူကသစိတ်တပရိယောတပနံခေါ်တာပေါ့နော်စိတ်ကိုဖြူစင်အောင်ထားဆိုတာသူတို့ပြောတဲ့အဖြူတယ်လို့ဟာမျိုးပေါ့နော်ဒါပေမဲ့အခြေအနေချင်းမတူဘူးစိတ်ကိုဖြူစင်အောင်ထားလို့ပြောတဲ့အခါမှာစိတ်ကိုညှဉ်းနှွမ်းတဲ့တရားတွေကိုသိမှဖြူစင်အောင်ချွတ်လို့ရမှာပေါ့နော်အစွန်းချွတ်တယ်လို့ပေါ့ဥပမာပိဿတစ်ခုကိုစွန်းတယ်ဆိုတာကွန်းသွေးပေတာလားဒါမှမဟုတ်ဆက်စီပေတာလားဒါမှမဟုတ်တာမန်မြတ်ဖြစ်သောတတဝါတစ်ခုရဲ့အညစ်အကြေးပေတာလားပေါ့အဲ့ဒါကိုကြည့်ပြီးတော့မှသူ့ကိုဘယ်လိုချွတ်ရမလဲဆိုတာထပ်စဉ်းစားရမယ်ဒါကြောင့်ခုနပြောတဲ့စိတ်ကိုဖြူစင်အောင်ထားဆိုတဲ့နေရာမှာနိဝရဏတရားတွေကိုဘယ်လိုဖြူစင်အောင်လုပ်ရမလဲနိဝရဏဆိုတာစိတ်ရဲ့အညစ်အကြေးတွေပဲအဲ့ဒါသိကိုသိထားမသိဘဲနဲ့သွားချွတ်လို့တော့မရဒါကြောင့်တရားကိုကြိုတင်မသိပါဘဲနဲ့အားထုတ်ရင်အဖြူတယ်ဖြစ်တဲ့ဖြစ်ဟိုတရားရလွယ်တယ်လို့ဆိုလဲသူမေးထားတဲ့မေးခွန်းပေါ့နော်အဲ့ဒါအမှန်တကယ်အဖြစ်ပြောရင်တော့ဟိုမမှန်ပါဘူးဒီဥစ္စာနော်မမှန်ကန်ဘူးအတူယူထိုက်တဲ့ဟာမဟုတ်ဘူးဒါပေမဲ့ဒေသနာတော်နဲ့တခုထပ်ပြီးတော့ညှိပြမယ်အဲ့ဒါကမြတ်စွာဘုရားရှင်သက်တော်ထင်ရှားရှိတုန်းကပုဏ္ဏိယမထေနဲ့မေးဖြေလောက်တာရှိတယ်အဲ့တော့ပုဏ္ဏိယမထေရမြတ်စွာဘုရားရှင်ကိုမေးတယ်ရှင်ဘုရားတဲ့လူတိုင်းမှာတရားဉာဏ်ပေါက်ရောက်နိုင်ပါသလားလို့မေးတယ်မြတ်စွာဘုရားရှင်ကလူတိုင်းတရားဉာဏ်မပေါက်ရောက်နိုင်ဘူးချက်သားလို့ပြန်ဖြေတယ်ဒါဖြင့်တရားဉာဏ်ပေါက်ရောက်နိုင်ဖို့အတွက်ဘယ်ချက်ပေါ်မှာမူတည်သလဲလို့ပြောတော့မြတ်စွာဘုရားရှင်ကယုံကြည်မှုရှိခြင်းမရှိခြင်းပေါ်မှာမူတည်တယ်ပြီးတော့ယုံကြည်ခြင်းရှိရင်ရောတရားဉာဏ်ပေါက်နိုင်သလားယုံကြည်မှုရှိရင်သူတော်ကောင်းကိုစိတ်ကပ်လိမ့်မယ်တဲ့သူတော်ကောင်းကိုစိတ်ကပ်လိုက်မယ်ဒါကြောင့်သူတော်ကောင်းကိုစိတ်ကပ်ခြင်းမကပ်ခြင်းဆိုတဲ့အခြေပေါ်မှာလည်းမူတည်သေးတယ်
ဒါဖြင့်ယုံသူတော်ကောင်းကိုစိတ်ကပ်ရင်ရောတရားဉာဏ်ပေါက်နိုင်သလားပေါ့ဒါလိုရင်းတို့ရှင်ပြောတာပေါ့အင်္ဂုတ္တတသကနိဗ္ဗာန်မှာကြည့်လို့ရတယ်နော်အဲ့တော့မြတ်စွာဘုရားရှင်ကအဲ့ဒါလိုသူတော်ကောင်းကိုစိတ်ကပ်ယုံများနဲ့လည်းမဖြစ်နိုင်သေးဘူးတဲ့တရားဉာဏ်မပေါက်ရောက်နိုင်သေးဘူးဒါဖြင့်ဘယ်အချက်ပေါ်မူတည်သလဲသူတော်ကောင်းပေါ်မှာတရားနာကြားခြင်းမနာကြားခြင်းပေါ်မှာမူတည်တယ်စိတ်ကပ်ပေမဲ့တရားမနာရင်မရဘူးနာကြားပြီးရင်ရောနာကြားပြီးရင်လည်းပဲကောင်းစွာနားထောင်ခြင်းနားမထောင်ခြင်းပေါ်မှာမူတည်သေးတယ်ဒါအချင်းချုပ်ပြောတာပေါ့နော်အချိန်ကိုလေးစားသပါပဲအဲ့တော့ကောင်းစွာနားထောင်တယ်ဆိုရင်ရောတရားဉာဏ်ပေါက်ရောက်နိုင်ပြီလားမပေါက်ရောက်နိုင်သေးဘူးဖြစ်တာဒါဖြင့်ဘယ်အချက်ပေါ်မှာမူတည်သလဲကိုယ်ပိုင်ဉာဏ်နဲ့အဲ့ဒါကိုမှတ်သားခြင်းမမှတ်သားခြင်းပေါ်မှာမူတည်တယ်မှတ်သားပြီးရင်ရောရသလားဆိုတော့မရသေးဘူးဒါဘယ်အချက်ပေါ်မူတည်သလဲဆိုမှတ်သားပြီးတော့ကိုယ်ပိုင်ဉာဏ်နဲ့ဆင်ခြင်ခြင်းမဆင်ခြင်ခြင်းပေါ်မှာမူတည်သေးတယ်အဲ့တော့ကိုယ်ပိုင်ဉာဏ်နဲ့ဆင်ခြင်ရင်ရောတရားဉာဏ်ပေါက်ရောက်ပြီလားဗျာလို့မေးတော့မပေါက်ရောက်နိုင်သေးဘူးဖြစ်တာတဲ့ဘာကြံသေးလဲဆိုတော့ကိုယ်တိုင်ကျင့်သုံးခြင်းမကျင့်သုံးခြင်းပေါ်မှာမူတည်သေးတယ်တဲ့အဲ့ဒါလို့နောက်ဆုံးအဆင့်ပေါ့ကိုယ်တိုင်ကျင့်သုံးပြီးမှသာလေတရားဉာဏ်ပေါက်ရောက်နိုင်တယ်ဒီတော့ဟိုအစကနေပြောလိုက်ရင်တော့သူတော်စည်းကမြတ်တရားနဲ့အစစ်စစ်လာတာပေါ့ဒီတော့ကြိုတင်မသိရှိရတယ်တရားကိုကြိုတင်မသိရှိပါပဲဆိုတဲ့စကားဒီမှာအဓိပ္ပာယ်ဘာမှမရှိဘူးเนาะမြတ်စွာဘုရားရှင်ဟောကြားတဲ့အစဉ်တွေနဲ့လည်းမကိုက်ညီဘူးဆိုပါစို့ဗျာဟိုပါပေါ့သီလသမာဓိပညာနဲ့လည်းဘောင်ထဲမှာမဝင်ဘူးပေါ့เนาะနောက်တစ်ခါတရားကိုကြိုတင်မသိရှိကြတဲ့အတွက်မြတ်စွာဘုရားရှင်တို့ဟောကြားမဲ့တရားတော်တွေကိုမှန်ဤမှားဤပေါ့เนาะကိုယ်ပိုင်ဉာဏ်နဲ့စဉ်းစားနိုင်မှုလည်းမရှိဘူးပေါ့နောက်တစ်ခါပရိယတ္တိပရိပတ်တိပရိဝေဒဆိုတဲ့သာသနာ3ရက်အစဉ်ကိုလည်းပဲကြော်သွားပြီးတော့ခုံသွားပြီးတော့အဲ့လိုမျိုးယူဆမျိုးဖြစ်နေတယ်။နောက်ပရိညာ3ပါးဆိုတာရှိတယ်အစဉ်အတိုင်းပြောရင်တော့ညာတပရိညာတိရဏပရိညာပါဟာနပရိညာညာတပရိညာဆိုတာသိမှုပေါ့တိရဏပရိညာဆိုတာပွားမှုပေါ့ပါဟာနပရိညာဆိုတာပယ်မှုပေါ့ဒီအစီအစဉ်တွေကိုလည်းပဲမကိုက်ဘူးပေါ့နော်။ခုနပြောတဲ့ပရိယပฏิပတ်ပရိဝေဒဆိုတဲ့ပရိယတ္တိကသင်ခြင်းပရိပတ်တိကကျင့်ခြင်းပရိဝေဒကထိုးထွင်းသိမြင်ခြင်းဒီအစဉ်အနေနဲ့လည်းမလျော်ညီဘူး။ဒါကြောင့်ဒီစကားကိုအမှန်မယူပါနဲ့ဒေသနာတော်နဲ့လည်းမညီညွတ်ပါဘူးလို့နော်ဒီလိုလေးအကျိုးအကြောင်းနဲ့ဖြေချပါတယ်ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါအခုဆိုရင်တော့ဒါ online ကနေတက်ဆင့်မေးမြန်းထားကြတဲ့သူတွေလည်းဒါဆရာဦးစန်းတင်စင်မြောင်းဖြေကြားပေးသွားတဲ့အဖြေတွေကိုနားထောင်ပြီးတော့ကျင်းတဲ့နှစ်သက်ကြလိမ့်မယ်လို့မျှော်လင့်မိပါတယ်ရှင်အခုလိုမျိုးပြည့်ပြည့်စုံစုံဖြေကြားပေးသွားတဲ့ဆရာကိုလည်းကျမတို့အဖွဲ့သားတွေအကုန်လုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်ဟုတ်ကဲ့ကျွန်တော်လည်းသူကျေးဇူးတင်ပါတယ်